အားလုံးပဲမင်္ဂလာပါဒီကနေ့28ရက်နေ့အတွက်ကဘာရွှေဈေးကွက်ကိုသုံးသပ်ပြပေးတော့မှာဖြစ်ပါတယ်ကဲပထမဆုံးကျွန်တော်တို့ဒီ higher time frame တွေကိုအရင် focus လုပ်ရအောင်ပေါ့နော် daily time frame တွေကိုကြည့်လိုက်တဲ့အခါမှာရှေ့ရက်တုန်းကကျွန်တော်ပြောခဲ့တဲ့ MSS structure ကဒီမှာရှိနေမယ်ဒါတစ်ခုကကျွန်တော်အပေါ်မှာ swing high liquidity ရှိမယ်ဒါကျွန်တော်ဟိုးအပေါ်မှာ swing high liquidity တွေရှိရပါတော့နောက်တစ်ခုကကျွန်တော်ဒီမှာဆိုရင်ဒီမှာ swing high liquidity တစ်ခုရှိမယ်အောက်မှာဆိုရင်ဒါကျွန်တော် swing low liquidity တွေရှိမယ်ပေါ့နော်ဆိုတော့ဒါဒီလက်ရှိကျွန်တော်daily time frame မှာတွေ့နေရတဲ့ market structure ဖြစ်တဲ့ရှေ့ရက်တုန်းကကျွန်တော်ပြောခဲ့တဲ့ market structure အတိုင်းပေါ့နော် market ဒီဒီ higher low ကိုပြန်လာတယ်သူအပေါ်မှာရှိတဲ့ liquidity ဘက်ကိုဥတည်မှာဒါ higher ဘက်ကိုဆက်ပြီးမှသွားမယ်ဆိုတော့ဒါကြီးကျွန်တော်ရဲ့ uptrend အတိုင်းဆက်လက်ဖြစ်သွားလိမ့်မယ်နောက်ထပ်တစ်ချက်က market ဒီအောက်ဘက်ကိုအားပြပြနဲ့ဖောက်လာပြီးမှသူဒီ downtrend တစ်ခုကိုဆက် run သွားမယ်ဒါ probability ဆက်တဲ့တစ်ခုနေပဲကျွန်တော်တွေ့ရမယ်ပေါ့နော် okay ဒီလက်ရှိအနေအထားမှာကြည့်မယ်ဆိုတော့သူအောက်ဘက်ကိုအားပြနဲ့ဆက် run သွားဖို့ကတော့ chance နည်းတယ်ပေါ့နော်နောက်ထပ်တစ်ခုကဒါကျွန်တော်ရှေ့ရတော့ကဒီမှာဆိုရင် CRT low level ကို test လုပ်တယ်အပေါ်မှာဆိုရင် CRT high level ရှိတယ်လို့ကျွန်တော်ပြောခဲ့တာပေါ့နော် okay ဒါဒီ liquidity zone တွေဖြစ်တယ် okay market ဒီနေ့မှာဆိုရင်သူဒီအောက်ကိုပြန်လာတာပေါ့နော်ပြန်လာတဲ့အခါမှာဒီမှာရှိတဲ့ CRT level ဝန်းကျင်လောက်ဒီပြန်လာ test လုပ်ပြီးမှဒီနေရာကနေအပေါ်ပြန်တက်တာမျိုးဖြစ်နိုင်တယ်ကျွန်တော်မှာဆိုရင်တခါတည်းဟိုးအပေါ်ကိုပြန်ပြီးမှတက်သွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ချက်ကဒီအောက်မှာရှိတဲ့ CRT low liquidity ကိုနောက်တစ်ချိန်ပြန်လာ test ပြီးမှအပေါ်ပြန်တက်တာမျိုးလည်းဖြစ်နိုင်တယ်နော်နောက်တစ်ခုကသူအနေနဲ့အောက်ဘက်ကိုအားပြင်းကျသွားမယ့်ပုံစံမျိုးဟိုကျွန်တော်ပြီးမှ down trend ဘက်ကိုဆက်သွားမယ့်ပုံစံမျိုးကိုကျွန်တော်တွေ့ရနိုင်မယ်ပေါ့နော်ဆိုတော့ဒါဒီလက်ရှိ higher time frame မှာကျွန်တော်မြင်တွေ့နိုင်တဲ့ structure ဖြစ်တယ်ဒါကို detail ကြမြင်ရအောင်ဒါကျွန်တော် lower time frame market structure တွေမှာကျွန်တော်သွားပြီးမှဆင်းပြပေးတော့မယ်ပေါ့နော်ဆိုတော့လက်ရှိA4 time frame ကိုကြည့်တဲ့အခါမှာကျွန်တော်ရှေ့ရတော့ကသူဒီ trend chain သွားခဲ့တဲ့ဒီ level MSS level ကဒီမှာရှိမှာပေါ့နော် higher low ကိုပြန်လာတယ် higher low ကနေဒီမှာရှိတဲ့ order block ဆောင် level ကနေအပေါ်ပြန် run သွားဖို့လုပ်တယ်ဆိုတော့အဲ့ဒါမှကျွန်တော်မနေ့တုန်းကဒီနေရာမှာဒါ order block ဆောင်ရှိနေပေါ့နော်ဒီ level ကိုပြန်လာ test လုပ်ပြီးမှဒီနေရာကနေဒါ lower time frame မှာဆိုရင် down တစ်ခုနဲ့သူကျလာတဲ့ဒီ structure လေးရှိတယ်ပေါ့နော်ဆိုအဲ့ဒါလေးကိုကျွန်တော်တွားပြီးကြည့်မယ်ပေါ့နော်တို့ဒီနေရာမှာလက်ရှိနေတဲ့ key level ကိုတစ်ချက်မြင်အောင်တစ်ချက်ပြန်လုပ်ပေးတော့မယ်ပေါ့နော်ဒီမှာဆိုရင်ဒါကျွန်တော် swing low liquidity ရှိတယ်ဒါခဏတော့က higher time frame မှာကြီးတော့ဒါ CRT low level တစ်ခုရှိမယ်ပေါ့နော်ဒါ candle low ရှိမယ်ပေါ့နော်နောက်တစ်ခုဒီမှာဆိုရင်ဒါကျွန်တော် key level ဒီမှာတစ်ခုရှိအောင်မယ် okay ဒါဆိုရင်လက်ရှိA4 time frame မှာနောက်တစ်ခုကကျွန်တော်ဒီနားလေးတတိထားကြည့်လိုက်ဒီမှာဆိုရင် market ကဒါ CRT low ကို test လုပ်တယ်လားဒါဒီအနည်းဆက်ဆုံးဒါ A4 ရဲ့ CRT low ကို test လုပ်တော့ပေါ့နော်ဒီနေရာနေသူ့နေပဲအပေါ်ဘက်ကိုပြန်ပြီးမှ reaction ပြန်လာတာမျိုးဖြစ်နိုင်တယ်ဆိုတော့ဒါလေးကိုတေချာလေး detail ကြတွေ့အောင်ကျွန်တော် H1 time frame ထဲမှာစဉ်းကြည့်လိုက်ပြီး H1 time frame ထဲစဉ်းကြည့်လိုက်တဲ့အခါမှာဒါဆိုခဏတော့ကကျွန်တော်ပြောခဲ့တဲ့ market ဒီအပေါ်ကနေဒါမနေ့တုန်းက down trend ကိုဆင်းလာတော့ကျွန်တော်တွေ့ရလိမ့်မယ်သူဒီ lower high lower low ဆင်းလာတယ် okay lower high lower low ကိုဆင်းလာပြီးမှကျွန်တော်ရှေ့မှာရှိတဲ့ဒီနားလေးမှာ key level တခုပြန်လာ test လုပ်တယ် liquidity test လုပ်တယ် test လုပ်ပြီးမှဒီမှာဆိုရင်လက်ရှိဆိုရင်အပေါ်ဘက်ကိုပြန်ပြီးမှ reaction တခုပြလာပြီပေါ့နော်ဆိုအဲ့မှာmarket ကလေကျွန်တော်တို့တတိထားကြည့်ရမယ့်အချက်တခုကသူဒီမှာဆိုရင်ဒါ down trend တခုဖြစ်နေတာပေါ့နော် lower high lower low သူဒီနေရာနေဒါ liquidity test လုပ်တယ်ဒါခဏတော့က CRT low ကို test လုပ်တယ်ဒီမှာနော် CRT low ကို test လုပ်ပြီးဒီ level ကနေအပေါ်ဘက်ကို reaction တခုနေပဲသူပြန်လာနိုင်တယ်အဲ့နော်ပြန်လာပြီးမှ okay ဒီနေရာမှာရောက်တဲ့အခါမှာကျွန်တော်တို့အတွက်ရွေးချယ်စရာတခုရှိတာပေါ့နော် market ဒီသူ့ရဲ့ဒီ main trend ပေါ့နော်ဒီ down trend တခုရှိမယ် okay lower high lower low ဒီ key level ကိုလာ test ပြီးမှသူဒီ lower low ကိုဆက်ပြီးမှသွားမလားပေါ့နော်နောက်တစ်ချက်ကကျွန်တော်သူဒီ key level ကိုလာပြီးမှ test လုပ်တဲ့အချိန်မှာအပေါ်ဘက်ကိုအားပြင်းပြင်းနဲ့ဖောက်ပြီးမှဒါကျွန်တော် structure confirmation ပေးပြီးမှအတက်ဘက်ကိုကျွန်တော်စဉ်းစားရမှာလားပေါ့နော် okay နောက်တစ်ခုကသူ့အနေနဲ့ market ဒီမှာဆိုရင် lower high ကနေ lower low ဆက်သွားမယ်ဒီ level ကနေသူပြန်လာပြီးမှဒီ level မှာတော့သူနောက်တစ်ချိန်ဟိုအတက်ဘက်ကိုပြန်တက်လာဖို့အတွက်ကျွန်တော် lower time frame မှာ structure confirmation တခုရမလားဆိုတာကိုကျွန်တော်စောင့်ကြည့်ရအောင်မှာဖြစ်တယ်လက်ရှိကဘာရွှေရဲ့ market structure ရဒီ probability 3ခုကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အနည်းဆက်ဆုံးကျွန်တော်ဒီမှာဆိုရင်5 minute 15 minute မှာတွားကြည့်မယ်ဆိုရင် market ဒီ key level ကိုလာ test လုပ်တယ် key level ကိုပြန်လာ test လုပ်ပြီးမှဒီမှာဆိုရင်သူဒီကျွန်တော် adjustment လုပ်တယ် okay trend chain သွားတယ်အပေါ်ဘက်ကိုပြန်လာဖို့အတွက်ဒါ structure တခုစပြီးမှဖြစ်လာပြီပေါ့နော်ဒါဒီလက်ရှိကဘာရွှေဈေးကွက်ရဲ့ market structure ဖြစ်ပါတယ်သူဒီဘယ်ပုံစံမျိုးနဲ့အလုပ်ဖြစ်သွားမယ်လဲဆိုတော့ကျွန်တော်မသိရပါတော့အဓိကကျွန်တော်တို့ဖြစ်ကိုက trade ကိုစဉ်းစားတော့မယ်ဆိုရင်ကိုတက်မှတ်ထားတဲ့ trading plan နဲ့ပေါ့နော်ကိုက်ညီမှုရှိမရှိကိုတရားလေးစစ်ဆေးပေါ့နော်ကိုရဲ့ entry model နဲ့ကိုက်ညီမှုရှိမရှိကိုတရားလေးစစ်ဆေးပြီးမှ entry ဝင်ချဖို့ကျွန်တော်ပို့လို့မှအကြံပေးချင်တော့ပေါ့နော်လက်ရှိ analysis video ဒီဒါကျွန်တော်ရဲ့တူတဲ့တော့ personal အမြင်ဖြစ်တာ analysis လုပ်ပေးနေတာဖြစ်ပါတယ်ဒါဆိုရင်လက်ရှိကဘာရွှေဈေးကွက်ရဲ့ market structure တွေကိုသဘောပေါက်သွားမယ်ထင်ပါတယ်